င်္ဂလေးတွေနမှာအဆွမ်းရှိတယ်သိလားဘာအဆွမ်းမလို့လဲယောက်ျားရင်ကိုမျောနိုင်စွမ်းဘာများလဲလို့လာပြင်းနေသွားမယ်တနေ့ရသွားကြမယ်လीနော်တနေ့ရသွားကြမယ်သွားမယ်လားဒီအိမ်မပွေသွားလိုက်တယ်မင်းစိတ်မရှိဘူးကွာမင်းလမ်းလျှောက်တာနေတယ်ရပြီတက်ဟာ what မင်းတက်ခိုင်းနေတာဟယ်လိုပဲလုပ်ပြမနေနဲ့မလိုက်ချင်မလိုက်ချင်တာများအစကတည်းကမပြောဘူးအဲ့ဆိုလဲပြန်တော့ငါတော့သွားပြီကားနဲ့မသွားဘူးဆိုင်ကယ်နဲ့ပဲသွားမယ်သူကတော့သွားပြီထင်တယ်ကဲအိမ်မော်လေးတန်းလိုက်ပါဦးမယ်ပြင်းတော့အိမ်မော်လေးမတန်းကြာပြီဆိုအိမ်မော်လေးတန်းလိုက်အောင်မယ်သွားလာတော့မလိုက်ဝါတော့ပါဘူးโอเคအိမ်မော်တန်းမယ်ပူစီနေဦးပါခေါ်လိုက်မယ်ပူစီရသွားမယ်ပူစီသွားမယ်ညောင်းဝတ်သွားရရအောင်မင်းဝတ်သွားနေအောင်မင်းခဏနေနော်ပူစီနေခဏတူဝါတိုင်းလုံးမရတာတဲ့နေဒီလေကွာဒီဘက်မှာပဲထားလိုက်တော့မယ်ရောโอเคပူစီရောပူစီထားလိုက်ပါတော့သူသွားလိုက်ပြီထင်တယ်ကားထဲမှာရောက်နေလားမသိထားလိုက်ပါတော့သူပတ်သွားနေကြပဲအဲ့တော့အပေါ်တက်ဝတ်စားလေးလိုက်အောင်မယ်ဒီဟာလေးဆိုရလောက်ပြီနော်ကဲအိမ်မတမ်းမယ်ရှူခင်းလေးလာလိုက်တာဟာတော့ဒီဆိုင်ကလေးပြန်ထားပြီးတော့ဟိုတယောက်ပဲရောက်နေအောင်မသိဘူးကွာအပေါ်တက်လိုက်အောင်မယ်နေအောင်အပေါ်မတက်ခင်ကျွန်တော်ကတော့လီယူပဲဖြစ်ပါတယ်နောက်ထပ်ဒါတော့အပိုင်းနှစ်ပဲဖြစ်ပါတယ်နောက်ထပ်အပိုင်း3ဆက်ကြည့်ချင်ရတော့ဒီဗီဒီယိုလေးကို like subscribe လုပ်ပြီးတာပါကဲအဲ့တော့အပေါ်ထက်ရောက်နေပြီထင်တယ်သွားကြည့်လိုက်ဟုတ်တယ်ဒီမလီကတော့ခင်ဗျာယောလီကားကြီးပိတ်သွားယူခင်လျာလာလိုက်တာဟဲ့လီကားကြီးပိတ်သွားငါဘလို့စီးရမှာလဲကြည့်ကြပါလုံးမမစင်းမနဲ့ငါပြန်ဖွင့်ပေးမယ်နေရလေအေးပါမတိပါဘူးဟဲ့နေရလေဟဲ့နေရောဝတ်မလဲဘူးလားဝတ်လဲထားလားလဲမလီဝတ်တော်လဲလိုက်အောင်မယ်နော်ဝတ်တော်လဲလိုက်အောင်မယ်ဝတ်တော်လီဝါကြော်လုံးမအောင်တော့ပါပြီဒီတိုင်းမင်းသွားတော့မယ်ကဲဝတ်တော်လဲလိုက်အောင်မယ်ငါခံဒီမှာโอเคဝတ်လဲပြီးဆိုတော့ဂျင်လေးခဏမှလိုက်အောင်မယ်အဲ့ဗီဒီယိုမှာဂျင်မရတာပေါ့နော်ဒီလိုဘရိုမဘူးလားဂျင်မဲမမယ်အဲ့တော့ဂျင်လေးမပဲထိုင်ပြီးတော့ဂျင်မမယ်တော့ပါပြီခွေးလေးရတော့ခေါ်တော့ပါဦးဆိုင်ကစီးတော့ဆုံးမှုဒီတစ်ခုပဲဖြစ်နေတာဒီတစ်ခုပဲအနီရောင်ဖြစ်နေတော့တော်လင်းလို့โอเคတော့ပါမယ်ဒါလေးကတော့အပိုင်း3ပဲဖြစ်ပါတယ်အပိုင်း2ပဲဖြစ်ပါတယ်အပိုင်း3ကိုမနေ့ပြန်ဆက်တင်ပြပါမယ်အားလုံးဘိုင်